ဆန္ဒဘူရာရွာမှာတန်ထေပြည့်စီကြောင်းပြောကြချေဆိုရင်တော့လူတိုင်းရဲ့ပါဇက်ဖြာမှာနာမည်တစ်ခုပဲပြင်းပြကြလိမ့်မယ်။အဲ့ဒါတော့ဗပဲဆရာကိုဗလာပါပဲ။သူကတန်ထေပြည့်စီတွေကိုအင်မတန်လက်ရမြောင်သုံးလောက်နိုင်တဲ့သူဖြစ်ပါတယ်။ဓမ္မဓမြောင်တန်မိုးပစိန်စားတဲ့ပြည့်စီတွေကိုသူ့တက်တော်ဘယ်သူမှမလုံနိုင်ကြပါဘူး။အထူးသဖြင့်သူသုံးလောက်တဲ့တန်လျက်ဓမြောင်တွေရဲ့လက်ရကိုတော့ဘယ်သူမှရှင်လို့မရဘူးလို့တောင်ကြော်ကြားပါတယ်။ရှေးလူကြီးတွေပြောလို့ရှိတာကတော့တကယ်လို့စစ်ဘရင်တပါးပါဟာကိုဗလာသုံးလို့ပေးလိုက်တဲ့ဓာတ်ဟုတ်တာကန်ဆောင်ပြီးစစ်မြေပြင်ကိုထွက်မယ်ဆိုရင်အဲ့ဒီစစ်ပွဲမှာအေကံမုတ်ချအောင်ပွဲခံရလိမ့်မယ်လို့တင်စားပြောဆိုကြတာပေါ့ဗျာမိဆန်ဒီနေ့ရွာရဲ့ဈေးလေးကွာရွာလူတွေအကုန်လုံးဒီနေ့ဈေးဝယ်ဖို့ထွက်လာကြလိမ့်မယ်အဲ့ဒါကြောင့်ကလည်းလောက်ထားတဲ့တန်တယ်ပစ္စည်းတွေအကုန်လုံးယူပြီးဈေးကိုသွားမလို့လေဒီနေ့တော့အမျက်ဆုံးအတော်လေးရလိမ့်မယ်လို့ထင်တာပဲမင်းလည်းအိမ်မှာကိုနဲ့တာလီဖို့လူတေချာကယူဆိုင်နော်အေးပါတော့ရေအိမ်မှာကူစားစရာတောက်စရာဘာတစ်ခုမှမရှိတော့ဘူးတော့အေးပါမင်းဘာမှမပူပါနဲ့မိဆန်ရငါဒီနေ့ဘယ်လိုနီးနဲ့ပဲဖြစ်ဖြစ်အိမ်အတွက်လိုအပ်တဲ့စားစရာတွေအကုန်လုံးဝယ်ခဲ့ပါမယ်ဒါပေမဲ့ဘယ်လိုလုပ်ပြီးဝယ်မှလဲတော့လွန်ခဲ့တဲ့ရက်တွေတုန်းကလည်းတော့စီမှာဝယ်သူတယောက်မှမလာခဲ့ဘူးလေအေးပါမိဆန်ရင်မင်းပြောတာလည်းဟုတ်ပါတယ်ဒါပေမဲ့ငါကလည်းအားထုတ်ပုံဆိုင်စူးစမ်းကြည့်အောင်လွယ်လို့တခြားဘာလုပ်နိုင်အောင်မလဲတော့ဒီပဲအလုပ်ကိုဆုံးလုပ်ပြီးတခြားအလုပ်တစ်ခုခုပြောင်းလို့ရင်မကောင်းဘူးလားငါဒီအတတ်ပညာတစ်ခုပဲကျွမ်းကျင်တာမိဆန်ရဲ့အဲ့ဒါကြောင့်ငါဒီလုပ်ကိုပဲလုပ်နိုင်တာပါအဲ့ဒါတော့ဟုတ်ပါပြီတော့ဒါပေမဲ့ဒီလောက်မှာတော့ဒီလောက်တောင်ပင်ပန်းခံပြီးလုပ်နေတာတော့မှဘာရောက်လို့လဲတော့ရဲ့စ조사အားထုတ်မှုဆိုတာဘယ်တော့မှအလားအမဖြစ်ပါဘူးမိဆန်ရဲ့တနေ့နေ့တစ်ချိန်မှာတော့ငါရဲ့စ조사မှုအတွက်ထိုက်တန်တဲ့အကျိုးကျေးဇူးကိုအေကံမုတ်ချရမယ်လို့ငါယုံကြည်တယ်အဲ့လိုပြောပြီးဗပဲဆရာကိုဗလာဟာသူ့အလုပ်ပစ္စည်းတွေကိုသိမ်းဆည်းပြီးဈေးကိုထွက်လာခဲ့ပါတော့တယ်မနေ့ကနေညနေဆောင်ဒီအချိန်ကြီးသာကုန်သွားတယ်ကိုဗလာစီမှာဒါတစ်ချောင်းလောက်လာအပ်ပြီးအလုပ်ပြင်မဲ့ဝယ်သူတယောက်မှပေါ်လာသေးပါဘူးဟူးညနေတောင်စောင်းတော့မယ်တရားဥမှလည်းလာမဝယ်ကြသေးပါလားငါအိမ်အတွက်စံနဲ့ရိတ်ခါတွေဘယ်လိုပတ်စံနဲ့ဝယ်သွားပါမလဲကိုဗလာတယောက်ဈေးထဲမှာထိုင်ပြီးစိတ်ညစ်လက်ညစ်တွေးတောနေတော့မှပဲသူ့ရဲ့လုပ်ပေါ်ခိုင်မှန်ဗပဲဆရာကိုစိန်ရောက်လာပြီးမေးလိုက်ပါတယ်ဟဲ့လို့ကိုဗလာဘာဖြစ်လို့ဒီမှာမျက်နှာမကောင်းပဲထိုင်နေရတာလဲဗျဘာလုံးမှမရှိဘူးလားမရှိပါဘူးကိုစိန်ရအခုတလောငါစီမှာဘာလုံးမှလည်းမရှိသလိုလာတဲ့ဝယ်သူလည်းတယောက်မှမရှိဘူးကွာဟာဘလို့ဖြစ်ရတာလဲခမ ्या တို့လက်ရမြောက်တဲ့ဗပဲဆရာတယောက်ဖြစ်နေပြီးတော့မှဝယ်သူမရှိဘူးဆိုတာမဖြစ်နိုင်တာဒါကတော့တော်တော်လေးစိတ်မကောင်းစရာပဲဗျာဒါတွေကတော့အချိန်ကနေဆိုင်တာဖို့ကိုစိန်ရငါရဲ့အချိန်မတန်သေးလို့လည်းဖြစ်မှာပါအေးပါဗျာဟုတ်ပါတယ်ကဲဒီမှာထိုင်နေတာတွေ့လို့ဝင်လို့ဆက်တာငါမှတော့လောရမယ့်အလုပ်တွေအများကြီးရှိသေးလို့သွားလိုက်ဦးမယ်ကိုစိန်ရကိုဗလာကိုခနဲ့တက်တဲ့ပုံစံမျိုးနဲ့လောင်ပြောင်ပြီးထွက်သွားပြီးမယ်ကိုဗလာတော့ဘာမှပြန်မပြောဘဲငြိမ်ငြိမ်လေးဆက်ထိုင်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအဝတ်စားတက်ရဲနဲ့လူကြီးတယောက်ရောက်လာပြီးနေဦးမရင်ဒီနားမှာကိုဗလာဆိုတဲ့ဘဲဆရာတယောက်ရှိတယ်ဆိုလို့သူ့အိမ်ဒါမှမဟုတ်သူ့ဆိုင်ရာဘယ်နားမှာလဲဆိုတာလမ်းညွှန်ပေးလို့ရမလားဗျဟုတ်ကဲ့ကိုဗလာဆိုတာကျွန်တော်ပါပဲဗျအဘကကျွန်တော်စီဘာကိစ္စရှိလို့လဲဗျအော်မောင်ရင်ကကိုဗလာလားမောင်ရင်ကဓာတ်တွေကိုအင်မတန်လက်ရမြောင်သွန်းလို့နိုင်တယ်လို့ကြားလို့ပါမောင်ရင်လောက်တဲ့ဓာတ်ကိုကင်ပြီးတိုက်တဲ့သူတိုင်းလည်းစစ်ပွဲမှာအောင်ပွဲရတယ်လို့ကြားရတယ်ကျွန်တော်ဓာတ်တွေသွန်းလို့တာကတော့အမှန်ပါပဲဗျဒါပေမဲ့နိုင်ချင်းရှုံးချင်းဆိုတာကတော့ဖျားသခင်ရဲ့လက်ထဲမှာပဲရှိတာပါအဘရဲ့မောင်ရင်ပြောတာသိမှန်တာပေါ့ကဲဘာပဲဖြစ်ဖြစ်ငါအတွက်အကောင်းဆုံးနဲ့အချက်မြင့်ဆုံးတန်လဲဓာတ်တစ်ချောင်းသုံးလို့ပြီးစမ်းပါကောင်းပါပြီခင်ဗျာဒါပေမဲ့အဘဘယ်သူလဲဆိုတာသိပြစီအောင်ငါအိန္ဒိနာချင်းတိုင်းပြည်ကမင်းကြီးဝီရဗတ္တပါဗျာမင်းကြီးဟုတ်လားဒါပေမဲ့မင်းကြီးရဲ့ကျွန်တော်ကမင်းကြီးကိုလည်းမသိပဲနဲ့ဘာဖြစ်လို့ဓာတ်သုံးလို့ပေးရမှာလဲဗျာဒီလိုပါမောင်ရင်အခုတလောငါရဲ့တိုင်းသူပြည်သားတွေကိုရန်သူတွေကလာပြီးနှောက်ယှက်ပျက်စီးနေကြတယ်တိုင်းသူပြည်သားတွေခင်ဗျာစိတ်အေးလက်အေးမနေရဘူးဖြစ်နေကြရတယ်အဲ့ဒါကြောင့်အဲ့ဒီရန်သူတွေကိုနှိမ်နင်းနိုင်ဖို့အတွက်မောင်ရင်ရဲ့လက်ရမုံတစ်ပြောင်တစ်ချောင်းငါလိုအပ်နေလို့ပါအော်အဲ့လိုလားမင်းကြီးပြည်သူတွေအတွက်ဆိုရင်တော့ကျွန်တော်အကောင်းဆုံးသုံးလုပ်ပေးပါမယ်ကိုဗလာလက်ခံလိုက်တဲ့အချိန်မှာမင်းကြီးဝီရဖတ်ထကတရေထုတ်လေးတစ်ထုပ်ကမ်းပေးလိုက်ပါတယ်အထဲမှာတော့ရွှေတင်းကားပြားတွေအပြည့်ရှိနေတာပေါ့ရော့ဒါကမောင်ရဲ့အတွက်လက်ခနောက်ရဲ့အနေငယ်ကြရင်ငါရဲ့ဓာတ်ကိုလာယူမယ်ဒါကဘာတွေလဲမင်းကြီးအထဲမှာရွှေတင်းကားပြားတွေရှိတယ်တကယ်လို့နဲတယ်လို့ထင်ရင်ငါထပ်တူပေးမယ်မင်းကြီးခင်ဗျာကျွန်တော်ဓာတ်ကိုမသွင်းရသေးပါဘူးဘာလို့လက်ခကိုကြိုးပေးနေရတာလဲဗျာယူထားလိုက်ပါမောင်ရင်ဒါကမောင်ရဲ့စူးစမ်းအထောက်မှုအတွက်ထိုက်တယ်ပါတယ်မင်းကြီးဝီရဗတ္တအဲ့လိုပြောပြီးထွက်သွားပါတော့တယ်အခုတော့ငါမိမနဲ့သားလေးတွေစားစရာတောက်စရာတွေအများကြီးဝယ်သွားလို့ရပြီဟေ့ကိုဗလာဟာရွှေတင်ကားပြားတွေကိုလဲလှယ်ပြီးစံစီစားနဲ့ရိတ်ခါများကြီးကိုဝယ်ယူပြီးအိမ်ပြန်လာခဲ့ပါတော့တယ်မိဆန်ရော့ဒါတွေကမင်းတို့သားမိတွေဝယ်လာတာဟဲကိုဗလာပစ္စည်းတွေအများကြီးပါလားဒါတွေအကုန်လုံးဝယ်ဖို့ပတ်စံနေဘယ်ကရထားတာလဲတော်ရမိဆန်အမေတော့ကိုဗလာမင်းကြီးနဲ့တွေ့ခဲ့တဲ့အကြောင်းအကျိုးအကြောင်းအကုန်ပြောပြလိုက်ပါတော့တယ်ဒါဆိုရင်တော့တိတ်ဝမ်းသာစရာကောင်းတာပဲတော်ရဲ့ဒါပေမဲ့မင်းကြီးကတော့ပေါ်ယုံကြည်လို့အပ်ခဲ့တာဆိုတော့
မင်းကြီးရဲ့ဓာတ်ကိုအမြဲဆုံးနဲ့သူရဲ့ယုံကြည်မှုကိုအပြစ်မခံနဲ့အောင်အေးပါမိဆန်ရမင်းပြောတာမှန်ပါတယ်နောက်တနေ့မနက်မှာတော့ကိုဗလာဟာစိုးစိုးထပြီးဘဲဘဲဖို့ထွက်လာခဲ့ပါတယ်ဆိုင်ရောက်တော့သူစဉ်းစားမိတာမင်းကြီးရဲ့ဓာတ်ကိုငါအမြဲဆုံးနဲ့အကောင်းဆုံးဖြစ်အောင်တွန်းလုပ်ရမယ်ကိုဗလာဟာမအိမ်မနေနေ့ရောညပါအားသုံးကိုဆိုင်စူးစမ်းပြီးတော့မင်းကြီးအတွက်အင်မတန်လက်ရမြောက်တဲ့တန်လျက်ဓာတ်တစ်ချောင်းကိုတွန်းလုပ်လိုက်နိုင်ပါတယ်ဟူးဓာတ်ကိုတော့ငါအကောင်းဆုံးဖြစ်အောင်တွန်းလုပ်ပြီးသွားပြီဒါပေမဲ့မင်းကြီးကဓာတ်ကိုဘယ်တော့လာယူမလဲတော့မသိဘူးကိုဗလာတယောက်အဲ့လိုတွေးတောနေတော့မှပဲဆိုင်ထဲကိုကိုကျော်လို့အမိရတဲ့ဝဲသူတယောက်ရုတ်တရက်ရောက်လာပါတယ်မောင်ရင်ကဘဲဘဲဆရာကိုဗလာလားဟုတ်ကဲ့ကျွန်တော်ကိုဗလာပါဗျာငါအတွက်ဓာတ်တစ်ချောင်းအလိုရှိလို့ပါအခုချက်ချင်းယူသွားလို့ရမယ်အကောင်စားဓာတ်တစ်ချောင်းလောက်ရှိမလားစိတ်မရှိပါနဲ့ကိုကြီးဟာအခုလောလောဆယ်ဆိုင်မှာအသိရှိနေတဲ့ဓာတ်တစ်ချောင်းမှမရှိသေးဘူးဗျဓာတ်အသစ်တစ်ချောင်းသွင်းမှုဆိုရင်လည်းအချိန်ကအတော်လေးပေးရအောင်မယ်တကယ်လို့ကိုကြီးစောင့်နိုင်မယ်ဆိုရင်တော့စောင့်ပြီပါကျွန်တော်မကြခင်သွန်းလုပ်ပေးပါမယ်ကိုဗလာကအဲ့လိုပြောနေတော့မှပဲဝဲသူကိုကျော်ရဲ့မျက်လုံးကကိုဗလာမင်းကြီးအတွက်သွန်းလုပ်ထားတဲ့တမြောင်စီကိုရောက်သွားပါတော့တယ်ဟဲ့လူကိုဗလာခမားစီမှာဒီဓာတ်တစ်ချောင်းအသစ်ရှိနေတာပဲဥစ္စာအဲ့ဒီဓာတ်ကိုပဲငါ့ကိုရောင်းလိုက်ပါအဲ့ဒီဓာတ်ရဲ့တန်ဖိုးထက်နှစ်ဆပေးပြီးငါဝယ်ပါမယ်မရပါဘူးကိုကြီးရေဒီဓာတ်ကိုတော့ကျွန်တော်ဘလို့မှမရောင်းနိုင်ပါဘူးဒါတခြားသူတယောက်ရဲ့အနံကုန်ဖြစ်နေလို့ပါဗျာဟဲ့လူခမားလိုချင်တဲ့လောက်တန်ဖိုးကိုတောင်းစမ်းပါခမားတောင်းတဲ့လောက်ပေးမယ်ဒါပေမဲ့ဒီဓာတ်ကိုတော့ငါ့ကိုသာရောင်းပေးလိုက်ပါကိုကြီးရေခမားကျွန်တော်ကိုဒီဓာတ်နဲ့လဲပြီးရွှေငွေရတနာတိုက်ကြီးတစ်ခုလုံးပေးမယ်ဆိုရင်တော့မှကျွန်တော်ဓာတ်ကိုခမားလက်ထဲမထည့်နိုင်ပါဘူးဗျာအေးပါဟဲ့ခမားဓာတ်ကြီးခမားပဲပွေးပိုက်ထားလိုက်တော့ငါလည်းမလို့ချင်တော့ဘူးသွားပြီဗျာဝဲသူကိုကျော်ဟာဒေါသတကြီးနဲ့ပဲဆိုင်နေကနေခြေဆောင်ပြီးထွက်သွားပါတော့တယ်အဲ့ဒီနောက်ပိုင်းရက်တွေတရွေ့ကုံဆုံးသွားခဲ့ပြီမဲ့မင်းကြီးဝေရာပတာကတော့သူ့ရဲ့ဓာတ်ကိုလာမယူသေးပါဘူးဒါပေမဲ့ကိုဗလာရဲ့ဆိုင်ကတော့တခြားဝေသူတွေအများကြီးလာကြပြီးအဲ့ဒီဓာတ်ကိုပဲလိုချင်လို့တောင်းဆိုကြပေမဲ့ကိုဗလာကတော့ဘယ်သူမှမယောင်းပဲအသေးချာတိုင်းစီထားခဲ့ပါတယ်မင်းကြီးဝေရာပတာကလည်းဘယ်တော့မှလာယူမှာပါလေငါရောသူ့ရဲ့အနံပစ္စည်းကိုဘယ်လောက်ထိကြာအောင်တိုင်းစီထားပေးရမှာလဲမသိဘူးကိုဗလာတယောက်စိတ်ထဲကနေအဲ့လိုတွေးတောနေတော့မှပဲရုတ်တရက်ဝဲသူကိုကျော်ဟာဆိုင်ထဲကိုတကြောပြန်ရောက်လာပြန်ပါတယ်ကိုဗလာခမားတီတာကိုသုံးလုပ်ထားတာဘယ်လောက်တောင်ကြာနေပြီလဲသူ့ရဲ့ပိုင်ရှင်ကအခုထိပေါ်မလာသေးဘူးကြီးရတာတော့သူဘယ်တော့မှလာတော့မှမဟုတ်ဘူးထင်တယ်ဗျဒါပေမဲ့ကိုကြီးကအဲ့လူလာမှမဟုတ်ဘူးဆိုတာကိုဘာလို့ဒီလောက်ထိအပိုင်ထွက်ပြီးပြောနိုင်ရတာလဲဗျကြည်စမ်းကိုဗလာတကယ်လို့ဒီဓာတ်ရဲ့ပိုင်ရှင်သားလာမှဆိုရင်လာတာကြာလာပြီဗျအခုထိပေါ်မလာဘူးဆိုကြရာလာတော့မှမဟုတ်ဘူးအဲ့ဒါကြောင့်ဒီဓာတ်ကိုငါ့ကိုသာရောင်းလိုက်ပါတော့ဘာပဲဖြစ်ဖြစ်ဗျာကျွန်တော်ဒီဓာတ်ကိုခမားကိုမရောင်းနိုင်ဘူးဗျခမားဒီကနေပြန်လှည့်သွားလို့ရပြီဝဲသူကိုကျော်ဟာတခါတည်းဒေါသတကြီးနဲ့ဆိုင်နေကနေထွက်သွားပြန်ပါတယ်တကယ်တော့ကိုကျော်ဟာရိုးရိုးဝဲသူမဟုတ်ပဲတော်ပုံတပြကိုဘိုးဘဲရင်းရဲ့တပည့်ဖြစ်နေတာပါကိုကျော်ကသူ့စခန်းကိုပြန်ရောက်တော့ကျွန်တော်အစွမ်းကုန်စူးစမ်းခဲ့ပါတယ်ဆရာကြီးဒါပေမဲ့အဲ့ဒီဘဘဲဆရာစီကနေဓာတ်ကိုရအောင်မယူနိုင်ခဲ့ဘူးဗျာကိုဗလာလက်ရမြောက်သုံးလုပ်ထားတဲ့အဲ့ဒီဓာတ်ကျွန်တော်တို့အတွက်တိတ်ကိုအရေးကြီးတာလားအဲ့ဒီဓာတ်ကိုရမှာပဲတနေ့လုံးမှာကျွန်တော်တို့ရဲ့အချိန်ဝါကိုပြပြီးကိုပိုင်အင်မာယာထူထောင်နိုင်မှာလားဒါနဲ့ဆရာကြီးအဲ့ဒီဘဘဲဆရာရဲ့ဓာတ်မှာဘာတွေထူးခြားလို့လဲဗျာကိုဗလာရဲ့လက်ရထူးဆန်းတဲ့မော်တက်တစ်ခုရှိတယ်သူဘသူအတွက်ပဲဓာတ်သုံးလုပ်ပြီးအဲ့လူဟာစစ်ပွဲမှာဧကံမုတ်ချအောင်ပွဲရတာပဲအခုဓာတ်တစ်ချောင်းပြန်သုံးလုပ်ခိုင်းမယ်ဆိုရင်အချိန်အများကြီးပေးရလိမ့်မယ်ငါတို့ကဓာတ်ကိုအရေးတကြီးလိုချင်နေတာအဲ့ဒါကြောင့်အဲ့ဒီဓာတ်ကိုဘလို့နီးနေပဲဖြစ်ဖြစ်ရအောင်ယူရမယ်အခုကျွန်တော်ဘာဆက်လုပ်ရမလဲဆရာကြီးအဲ့ဒီဓာတ်ကိုသူ့စီကနေဘလို့နီးနဲ့ရအောင်ယူရမလဲဗျာမင်းကိုဗလာရဲ့ဘေးနားမှာပဲကက်နေစမ်းသူ့ရဲ့ယုံကြည်မှုကိုရအောင်ယူပြီးတော့အခွင့်ကောင်းချောင်းပြီးသူ့ကိုတစ္ဆာဖောက်ကဓာတ်ကိုခိုးယူခဲ့ခြင်းကိုကျော်ကဘိုးဘဲရဲ့ညွှန်ကြားချက်ကိုနာခံပြီးကိုဗလာစီကိုတကြောပြန်ထွက်လာခဲ့ပါတော့တယ်ကိုဗလာရာငါ့ကိုခွင့်လို့ပါကွာငါတကယ်ပဲမှားသွားပါတယ်ဒါတခြားလူရဲ့အနှံကုန်ဖြစ်နေတာပဲဥစ္စာအဲ့ဒါကြောင့်မင်းငါအတွက်နောက်တဲ့ဓာတ်သစ်တစ်ချောင်းပဲသွန်းလုပ်ပေးပါတော့ကောင်းပါပြီကိုကြီးဟာဒါပေမဲ့ဓာတ်သစ်သွန်းလုပ်ဖို့ဆိုရင်တော့ကျွန်တော်ကိုအချိန်နဲ့တော့ပေးရမယ်နော်ရပါတယ်ကွာငါစောင့်ပါမယ်ကွာကိုကျော်ကအဲ့လိုပြောလိုက်တော့ကိုဗလာလည်းစိတ်အေးသွားပြီးဓာတ်သစ်သွန်းလုပ်ဖို့အတွက်လိုအပ်တဲ့ပုံစံကြမ်းဆွဲဖို့ပြင်ဆင်ပါတော့တယ်အဲ့ဒီအချိန်မှာပဲကိုကျော်ကစိတ်ထဲကနေကောင်းပြီပဲဒီအဖြစ်ကောင်ကတော့သူ့အလုပ်ထဲစိတ်ဝင်စားနေပြီငါအမြင့်ဆုံးဒီဓာတ်ကိုခိုးယူပြီးဆရာကြီးစီသွားအပ်ရမယ်ကိုကျော်ဟာကိုဗလာအလုပ်ရှုပ်နေတာကိုအခွင့်ကောင်းယူပြီးမင်းကြီးရဲ့အစွမ်းထက်တမြောင်ကိုခိုးယူကဆိုင်ထဲကနေတိတ်တိစိတ်ထွက်ပြေးသွားပါတော့တယ်ခဏကြာတော့ကိုဗလာဓာတ်ပုံစံကြမ်းကိုဆွဲလုပ်ပြီးသွားလို့ကိုကြီးဒီမှာကြည့်ပါဦးဗျခမရဲ့ဓာတ်ပုံစံကြမ်းပြီးပြီဗျဟင်အဲ့လိုပဲရောက်သွားတာလေဘယ်ကိုသွားတာပါလဲစောစောရရင်ဒီမှာရှိနေတာပဲဥစားကိုဗလာဟာဆိုင်ပက်ပက်လည်နဲ့လမ်းမပေါ်ထိအပြေလွှာလိုက်ရှာဖွေပေမဲ့ကိုကျော်ကတော့အရေးရောင်တော့မမြင်ရတော့ပါဘူးစိတ်ပြက်လက်ပြက်နဲ့ဆိုင်ထဲကိုပြန်ဝင်လာတဲ့အချိန်မှာပဲကိုဗလာရဲ့မျက်လုံးဟာမင်းကြီးရဲ့ဓာတ်ကိုအမြဲချိတ်ထားတဲ့နေရာစီကိုရောက်သွားပါတော့တယ်ကိုဗလာတရားမင်းကြီးရဲ့ဓာတ်အကိုးခံလိုက်ရတာကိုသိသွားတဲ့ခါမှာတော့ဖယားဒါဆိုရင်အဲ့လူကဝေသူမဟုတ်ပဲတခိုးပဲပေါ့
ငါ့ကိုလှည့်စားပြီးထွက်ပြေးသွားတာပဲအခုတော့ငါဘာဆက်လုပ်ရပါမလဲမင်းကြီးဝီရဗတာလာယူရင်ငါဘာပြန်ပြောရမလဲငါဘက်ကဘာလို့ဒီလောက်ထိအမားကြီးမှားသွားရတာလဲကွာတစ်ဖက်မှာတော့တခိုးကိုကျော်ဟာဓာတ်ကိုယူပြီးတော်ရရဘိုးဘဲရင်စီကိုရောက်သွားပါတော့တယ်ရော့ဆရာကြီးလိုရှိတဲ့ဓာတ်ရပါပြီအေးကွာအခုတော့မင်းကြီးဝီရဗတာကိုအနိုင်ယူဖို့ဘယ်သူမှတားဆီးနိုင်တော့မှာမဟုတ်ဘူးဘယ်သူမှမတားနိုင်တော့ဘူးဟေ့ဘပဲဖို့မှာတော့ကိုဗလာတယောက်စိတ်ပြက်လက်ပြက်နဲ့အရှင်ဖေဟာကျွန်တော်ဘာဆက်လုပ်ရမလဲအဲ့တခိုးကကျွန်တော်ကိုလိန်ညာပြီးမင်းကြီးရဲ့ဓာတ်ကိုခိုးသွားပြီးမင်းကြီးကိုကျွန်တော်ဘယ်လိုမျက်နှာပက်ရပါမလဲကိုဗလာအဲ့လိုတွေးတောပူပန်နေတော့မှပဲရေကန်နေရနေနမင်းကြီးတစ်ပါးကိုထင်ပြပြီးထွက်လာပါတယ်ကိုဗလာဘာဖြစ်လို့ဒီလောက်တောင်ပူဆွေးဝဲနေရတာလဲအဲ့တခိုးကမင်းပေါ်မယူမသားလှည့်စားသွားတာပါဒါဟာမင်းရဲ့အပြစ်မဟုတ်ပါဘူးမင်းတစ်ခုလောက်ပါဒီနေ့မင်းဆွဲထားတဲ့ဓာတ်ပုံစံချမ်းရှိတယ်မဟုတ်လားအဲ့ဒီဓာတ်ကိုပဲအမြန်ဆုံးအချောသက်သုံးလုပ်ပြီးမင်းကြီးဝီရဗတာကိုပေးလိုက်ပါဒါပေမဲ့နတ်မင်းကြီးရဲ့အဲ့ဓာတ်တာမန်ဓာတ်တစ်ချောင်းလိုပါပဲဗျာမင်းကြီးတို့ကျွန်တော်တည်တည်ချာချာထူးထူးခြားခြားသုံးလုပ်ထားတဲ့ဓာတ်ကတော့အခိုးခံရတဲ့ဓာတ်ဖြစ်နေလို့ပါနတ်မင်းကြီးကကိုဗလာရဲ့စကားကိုကြားတော့ကျေနပ်စွာနဲ့ရီမောလိုက်ပါတယ်နတ်မင်းကြီးဘာဖြစ်လို့ရီတော်မူတာလဲဗျာငါရီတာကမင်းရဲ့အရင်ဆုံးသုံးလုပ်လိုက်တဲ့ဓာတ်ကမင်းကြီးဝီရဗတာအတွက်စွမ်းအားရှိတဲ့ဓာတ်မှမဟုတ်ပဲဗျာဘာဆိုလိုတာလဲနတ်မင်းကြီးမင်းငယ်ငယ်တုန်းကဒီရေကန်နားမှာလာကစားစဉ်ကငါမင်းကိုဆုလက်တစ်ခုပေးခဲ့ဘူးတယ်အဲ့ဒါကတော့မင်းဓာတ်သုံးမလုပ်ခင်ငါ့ကိုတတိယတိုင်တယ်မယ်ဆိုရင်မင်းသုံးလုပ်တဲ့ဓာတ်တွေကိုထူကြတဲ့စွမ်းအားတွေစီးဝင်စေမယ်ဆိုတာပဲတကယ်ပဲလားဗျာကျွန်တော်ဒါကိုလုံးဝမသိခဲ့ဘူးမှန်တာပေါ့အဲ့ဒါကြောင့်မင်းမဓာတ်မလုပ်ခင်ငါ့ကိုတတိယတိုင်းမင်းရဲ့ဓာတ်တွေကအစွမ်းထက်ကုန်တာပေါ့ဒါပေမဲ့အဲ့ဒီနေရာမင်းကြီးအတွက်ဓာတ်သုံးလုပ်တဲ့အချိန်မှာတော့မင်းကငါ့ကိုတတိယဖို့မေ့လျော့နေခဲ့တယ်ဒါဆိုရင်ကျွန်တော်မင်းကြီးအတွက်အရင်လောက်ထားမိတဲ့ဓာတ်မှာဘာစွမ်းအားမှမရှိဘူးပေါ့ဟုတ်လားမရှိဘူးကိုဗလားအဲ့ဒါကြောင့်မင်းကြီးဝီရဗတာမင်းစီကိုလာတဲ့အချိန်ကျရင်အခုငါ့ကိုတိုင်တယ်ပြီးသွန်းလုံးမဲ့ဒုတိယမြောက်ဓာတ်ကိုသာမင်းကြီးလက်ထဲကိုအပ်နှံလိုက်ပါဒါဆိုရင်တော့တခိုးကိုကျော်နဲ့တပြပူပဲရဲ့တို့ခိုးသွားတဲ့ဓာတ်ဘာစွမ်းအားမှမရှိတဲ့တာမန်ဓာတ်လူကြီးဖြစ်နေတာပေါ့ကိုဗလားအခုသွန်းလုံးမဲ့ဓာတ်ကမှတကယ်အစွမ်းထက်တာဖြစ်လာတော့မှာပါကောင်းပါပြီနတ်မင်းကြီးကိုဗလားဟာနတ်မင်းကြီးရဲ့စကားကိုနာခံပြီးစိတ်ထဲကနေတိုင်တယ်ဆူတောင်းကနေရောညပါစ조사ပြီးဓာတ်တစ်ချောင်းကိုအမြန်ဆုံးသုံးလုံးလိုက်ပါတော့တယ်ဓာတ်ပြီးသွားတဲ့အချိန်မှာပဲမင်းကြီးဝီရဗတာဟာဓာတ်ယူလာဖို့ရောက်လာပါတယ်ကိုဗလားငါရဲ့ဓာတ်သုံးလုပ်ပြီးပြီလားဟုတ်ကဲ့ပြီးပါပြီမင်းကြီးရော့ဒါကမင်းကြီးအတွက်သုံးလုပ်ထားတဲ့တန်လျက်ဓာတ်ပါမောင်ရင်ကိုတကယ်ပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်စရာမလိုပါဘူးမင်းကြီးရဲ့တခြားသူတွေအတွက်အသုံးဝင်မဲ့ဓာတ်တွေကိုသုံးလုပ်ပေးရတာကျွန်တော်ရဲ့အလုပ်ပဲဥစ္စာဒါနဲ့မင်းကြီးတကယ်လို့ကျွန်တော်လည်းမင်းကြီးနဲ့တူလိုက်ပြီးရန်သူတွေကိုဘယ်လိုနှိမ်နင်းနိုင်မလဲဆိုတာကြည့်ရှုချင်လို့ပါမင်းကြီးကျွန်တော်ခေါ်သွားပေးလို့ရမလားရတော့ပေါ့မောင်ရင်ရဲ့မနေ့ပြန်စစ်မြေပြင်ကိုထွက်တဲ့အခါငါနဲ့တူတပါးလေးလိုက်ခဲ့ပေါ့နောက်တစ်နေ့မှာတော့မင်းကြီးဝီရဗတာဟာကိုဗလာကိုပါစစ်မြေပြင်ခေါ်ဆောင်သွားခဲ့ပါတယ်တိုက်ပွဲကွေးမြင့်ကျဲကြီးထဲမှာမင်းကြီးဝီရဗတာနဲ့သူ့ရဲ့ရန်သူတပြပူပဲရန်တို့ဟာထိတ်တိုက်ရင်ဆိုင်စစ်ခင်းကြမှာတော့တယ်ဒီနေ့မင်းကိုငါလက်နဲ့အပြစ်ရှင်ပြီးမင်းရဲ့တိုင်းပြည်ကိုငါအပိုင်သိမ်းပိုက်တော့မယ်မင်းရဲ့ရုံမာတဲ့အကြံစီတွေဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးမင်းကြီးဝီရဗတာဟာအဲ့လိုပြောပြီးဒေါသတကြီးနဲ့တပြပူစီကိုအားကုန်လွှဲပြီးခုတ်ပိုင်လိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲဘဲစရာကိုဗလာသုံးလုပ်ပေးလိုက်တဲ့အစွမ်းထက်ဓာတ်ရဲ့အချိန်ကြောင့်တပြပူပဲရင်ကင်ထားတဲ့ဓာတ်ဟာတစ်ချက်တည်းနဲ့ပဲနှစ်ပိုင်းဖြစ်ပြီးလွတ်ဆွင်သွားပါတော့တယ်ဟာဒါဘယ်လိုဖြစ်နိုင်မှာလဲဒါကအစွမ်းထက်တဲ့မော်တာပဲဥစ္စာဘာလို့နှစ်ပိုင်းဖြစ်သွားတာလဲမင်းကကိုဗလာစီကနေလှည့်စားပြီးဒီဓာတ်ကိုမတရားခိုးယူခဲ့တာလေအဲ့ဒါကြောင့်မင်းရဲ့စက်သိန်းကဒီလိုပဲဖြစ်ရမှာပေါ့မင်းကြီးဝီရဗတာဟာအဲ့လိုပြောပြီးတပြပူပဲရန်ကိုအပြစ်ရှင်းလိုက်ပါတော့တယ်ရန်သူတွေလည်းတေချေပြက်စီပြီးတိုက်ပွဲရတော့ပြင်းထန်နေပါပြီမင်းကြီးရန်သူပဲရန်ကကျွန်တော်စီကနေဓာတ်ကိုလှည့်စားခိုးယူသွားတယ်ဆိုတာမင်းကြီးဘယ်လိုလုပ်ပြီးသိတာလဲဗျအဲ့ဒီနေရာမောင်ရင်နဲ့ရေနဲ့မင်းကြီးတို့ပြောနေတဲ့စကားတွေအကုန်လုံးကိုငါအကွေကနေကြားခဲ့လို့ပါကွာအဲ့ဒါကြောင့်မောင်ရင်ကိုသစ္စာဖောက်ပြီးဓာတ်ခိုးသွားတဲ့တခိုးကိုကျော်ကိုလည်းငါကိုယ်တိုင်ဖမ်းဆီးပြီးပညာပေးလိုက်ပြီးဒီနေ့လေတိုင်းသူပြည်သားတွေကိုနှောက်ယှက်နေတဲ့ဒီလူရုံမာကြီးကိုအပြစ်ရှင်းပြလိုက်ပြီးဆိုတော့နောက်ဘသူ့ကိုမှဒုက္ခပေးနိုင်တော့မှာမဟုတ်ပါဘူးဒီလိုနဲ့မင်းကြီးဝီရဗတာဟာတိုင်းပြည်ကိုအေးချမ်းစေခဲ့ပြီးဂတိသစ္စာတည်ကြည်တဲ့ဗပဲဆရာကိုဗလာလည်းမင်းကြီးရဲ့ချီးမြှောက်မှုကြောင့်မိသားစုနဲ့အတူဆင်းရဲဒုက္ခတွေလွတ်မြောက်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါတော့တယ်အခုလိုစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe နှိပ်ဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်